တချို့အလုပ်တွေကလူသားတွေအတွက်တော်တော်လေးကိုအန်တရယ်များလွန်းလှပါတယ်။ဒါကြောင့်အဲ့ဒီအလုပ်သမားတွေအသက်ရှင်ကျန်ရနိုင်ဖို့ဆိုတာရှားပါလွန်းလှပါတယ်။ဒါကြောင့်ဒီကနေ့မှာတော့ကမ္ဘာပေါ်ကအသေးပြောင်အများဆုံးအလုပ်တွေအကြောင်းကိုစူးစီးပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ကုန်တင်သင်္ဘောလုံခြုံရေးသမုဒ္ဒရာဆိုတာကျယ်ပြန့်ပြီးထူးဆန်းမှုတွေနဲ့ပြည့်ထန်နေတဲ့ထိတ်လန့်စရာကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ကုန်တင်သင်္ဘောလုံခြုံရေးတွေအဓိကစိုးရိမ်ရတာကတော့ပင်လယ်ဓမြတွေပဲဖြစ်ပါတယ်။အရင်ခေတ်တွေကနဲ့မတူတဲ့ခေတ်သစ်ပင်လယ်ဓမြတွေပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဆိုမာလီယာနဲ့နိုင်ဂျီးရီးယားမှာတွေ့ရအများဆုံးဖြစ်ပါတယ်။လက်နက်ကင်ထားတဲ့ဒီပင်လယ်ဓမြအဖွဲ့တွေကတင်မော်တစ်စီးလုံးကိုတင်ယူကာကုန်ပစ္စည်းတွေကိုခိုးယူပြီးတင်မော်သားတွေကိုတစားအကန့်ဖြစ်ချုပ်ကင်ထားတတ်ကြပါတယ်။အများအားဖြင့်ငွေကြေးအများကြီးတောင်းခံဖို့အတွက်စ조사ကြတာဖြစ်ပါတယ်။တင်မော်လုံခြုံရေးတွေကဒီပင်လယ်ဓမြတွေကိုတားဆီးရမှာဖြစ်ပါတယ်။ဒါကြောင့်ပဲဒီအလုပ်ကအပြောလွယ်တဲ့လောက်လုပ်ရတာကတော့တကယ်ကိုအန်တရယ်များလုံးလှပါတယ်။လုံခြုံရေးဖွဲ့တွေကပင်လယ်ဓမြတွေထက်လူဝင်အားနည်းနေတတ်ပါတယ်။ဒါပြင်ပင်လယ်ဓမြတွေမှာပုံမှန်အားဖြင့် AK47 တို့ RPG တို့ရှိတတ်ပါတယ်။၄ယောက်ကနေ၈ယောက်ထိအဖွဲလိုက်လာတတ်ကြပါတယ်။ပင်လယ်ပြင်ပေါ်မှာဖြစ်နေတာမို့လို့ဘယ်နိုင်ငံကစစ်တပ်ကမှလည်းလာကူညီဖို့ရောက်လာနိုင်မှာမဟုတ်ပါဘူး။သူတို့ကူညီခြင်းနဲ့ဆိုရင်တော့အချိန်ကတော့မလုံလောက်ပါဘူး။ပင်လယ်ဓမြတွေကိုတွေးလိုက်ပြီးဆိုရင်လုံခြုံရေးတွေကသင်္ဘောတစ်စီးလုံးကိုအပြင်ကနေဝင်မရအောင်တော်ခဲ့ရပါမယ်။ပြီးရင်တော့သင်္ဘောတစ်ခုလုံးကိုဓာတ်သွားတုပ်ချောင်းတွေနဲ့ရစ်ပတ်ကားရန်ထားရမှာဖြစ်ပါတယ်။ပေ1000ကျော်ရှိတဲ့ကုန်တင်သင်္ဘောကြီးဆိုတာမတိုက်ခိုက်နိုင်ဘူးလို့ထင်ရပေမဲ့ကြီးမားလွန်းတဲ့အတွက်နေရာတိုင်းကိုစောင့်ကြည့်ကာကွယ်နိုင်ဖို့ကတော့ခက်ခဲပါတယ်။မြင်ကွင်းလိုနေရာတွေအများကြီးကိုဖြစ်နေတတ်ပါတယ်။အဲဒီနေရာတွေကနေပင်လယ်ဓမြတွေကအတင်းကိုတက်လာနိုင်ပါတယ်။သင်္ဘောလုံခြုံရေးတွေကအေးရေးဖြတ်ခြင်းစိုးရိမ်ပူပန်မှုလွန်ကဲခြင်းသင်္ဘောမူခြင်းတွေကိုရင်ဆိုင်ရပါတယ်။ပို့ပြီးတော့ထိတ်လန့်စရာကောင်းတာကတော့ပင်လယ်ဓမြတွေသင်္ဘောသိမ်းတဲ့ဖြစ်ရအများစုကညဘက်မှာဖြစ်တတ်တာဖြစ်ပါတယ်။ဆိုလိုတာကဘယ်တော့မှကောင်းကောင်းအိတ်ခွင့်ရမှာမဟုတ်ပါဘူး။ဒါကြောင့်လုံခြုံရေးတွေကအမှောင်တွေထဲမှာတင်မောကိုကာကွယ်ရမယ်ဆိုတဲ့သဘောလေးဖြစ်ပါတယ်။ဒါကြောင့်နှစ်စဉ်ကုန်နေတင်မောလုံခြုံရေးတွေဒါစိနဲ့ချီပြီးအလောက်ခွင်မှာအသက်ဆုံးရှုံးရတယ်ဆိုတာအံ့ဩစရာရှိမနေတော့ပါဘူး။ကုန်နေတင်မောလုံခြုံရေးတွေကလောအားခနေတဲ့တစ်လကိုအမေရိကန်ဒေါ်လာ2000ကနေ3000ထိရရှိကြပါတယ်။ဒါကြောင့်လာသာကောင်းတဲ့အလုပ်ဆိုပေမဲ့အန်တရီကလည်းအရန်ကိုများလွန်းလှတာတော့ဖြစ်ပါတယ်။နံပါတ်2တင်မောပန်ငါပြုပြင်ရေးသမားစစ်တင်မောနဲ့ကုန်တင်တင်မောတွေမှာအရန်ကြီးမားတဲ့ပန်ငါတွေပါရှိပါတယ်။ဒီပန်ငါတွေကအစာအိုးချိုးထက်တောင်ကြီးနေပါသေးတယ်။အကျယ်အားဖြင့်ပေ40အထိရှိပြီးအလေးချိန်အားဖြင့်တန်100ကျော်အထိကိုရှိနိုင်ပါတယ်။လူကအတုံးလိုက်အစားလိုက်လီးဖြတ်နိုင်တဲ့ဆက်ပစ္စည်းတွေဖြစ်ပါတယ်။ဒါကြောင့်ပဲလူတွေကအဲ့ဒီပန်ငါတွေကိုစစ်ဆေးဖို့အတွက်ရင်ငုံရတယ်ဆိုတာကြောက်စရာကောင်းလွန်းတာဖြစ်ပါတယ်။ပုံမှန်အားဖြင့်အမှောင်တို့ထဲမှာတကာတရန်ငမန်းတွေကျင်လေရာအန်ဒရယ်များတွေရေးပြင်မှာငုံကြရပါတယ်။တင်မောတစ်စီးပြက်စီးသွားရင်သူတို့ကပြန်ပြုတ်ပြင်ပေးကြရပါတယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ်အမားယွင်းဖြစ်နိုင်ခြေကတော့အများကြီးကိုရှိနေပါတယ်။ဝမ်းနည်းစရာကောင်းတာကနှစ်စဉ်ဒီရင်ငုံသမားတချို့ကရေမျက်နှာပြင်ပေါ်ကိုပြန်မတက်လာနိုင်ခဲ့ကြပါဘူး။တခါတရံပန်ငါတွေကရုတ်တရက်ပဲစလေတတ်ပါတယ်။ဒါဆိုရင်တော့အချက်ချင်းပဲအသက်ဆုံးရှုံးသွားရနိုင်ပါတယ်။ပန်ငါတွေကလဲတာအရန်ကိုမြန်မာတွေတခုစလေလိုက်ပြီးဆိုရင်တော့ပြီးပြီလေ။ရေနေတဲ့တော်တွေကလည်းရင်ငုံသမားတွေကိုမကြာခဏတိုက်ခိုက်တတ်ပါသေးတယ်။ဒေါသကြီးတဲ့ငါးတွေငရှင်းတွေငမန်းတွေကဒေစီနိုင်လောက်တဲ့အထီကိုအန်တရယ်ကြီးလုံးပါတယ်။တခါတရံမှာအလုပ်သမားတွေကပန်ငါတွေကြားကကျင်းမြောင်းတဲ့ကြောင်ကြားတွေကိုဝင်ရတတ်ပါတယ်။ရေစီကြောင်ပြောင်းသွားရင်သူတို့တွေကအထဲမှာပိတ်မိသွားနိုင်ပါတယ်။ဒီလိုဆိုရင်မိနစ်ပိုင်းအတွင်းမှာပဲအောက်ဆီဂျင်ကုန်သွားနိုင်ပါတယ်။ပြီးတော့သူတို့တွေကပင်လယ်အောက်အတော့ကိုနိုင်ဆိုင်တဲ့နေရာမှာအလုပ်လုပ်ရတာလေးဖြစ်ပါတယ်။ရေထုဖိအားကလည်းအလွန်ကိုပြင်းထန်လွန်းပါတယ်။ဒါကြောင့်အဆုတ်တွေကိုအလွယ်တကူကြေမွသွားနိုင်ပါတယ်။တခါတရံမှာအလုပ်သမားတွေကပန်ငါတွေကိုစုပ်ယူခံရပါတယ်။ပန်ငါတွေအနေငယ်လောက်လှုပ်ရှားရုံနဲ့တင်ရေဝဲတွေဖြစ်ပေါ်စေနိုင်ပါတယ်။ကျင်းကုန်သမားတွေကိုပန်ငါဓားပြားတွေအောက်ကိုဆွဲချသွားနိုင်ပါတယ်။အစိုးဆုံးချက်ကတော့အော်ရပြီးတော့အကူကြီးတောင်းရင်လေဘသူကမှကြားနိုင်မှာမဟုတ်ပါဘူး။ဒါပြင်အဲဒီလောက်နဲ့တဲ့နေရာမှာဆက်သွယ်ရေးစနစ်တွေကမယုံကြည်ရပါဘူး။ဆိုလိုတာကတခုခုမာယွင်းသွားပြီဆိုရင်အချိန်တန်ပြီးဆိုမှလူတွေကသိရှိကြမှာဖြစ်ပါတယ်။တင်မောပန်ငါပြုပြင်တဲ့ရင်ကုန်သမားတွေကတစ်လကိုဒေါ်လာ3000လောက်ရကြပါတယ်။ဒါပေမဲ့အန်ဒရယ်ရီအားလုံးကိုထည့်သွင်းစဉ်းစားရင်ဒီငွေတွေကတန်ရလားဆိုတာစဉ်းစားစရာပါပဲ။နံပါတ်3ဘုံဖြတ်သိမ်းသူဘုံဖြတ်သိမ်းသူတွေကကမ္ဘာအသေးပြောင်အများဆုံးအလုပ်တွေကတခုကိုလောက်ကင်နေကြရတာဖြစ်ပါတယ်။ရုပ်ရှင်တွေထဲမှာမြင်ရတယ်လို့ရိုးရိုးရှင်းရှင်းမဟုတ်နေပါဘူး။လက်တွေဘွားကဘုံစစ်တွေကတကယ်တမ်းမှာတော့ထောင်ချောက်စင်ထားတတ်ပါတယ်။ဆိုလိုတာကဘုံပေါက်ကွဲနိုင်တဲ့နီလန်ပေါင်းများစွာရှိနေတတ်ပါတယ်။ပြီးတော့ဘုံတွေမှာမကြာခဏဆိုသလိုအချိန်ကိုက်ဆက်တွေလည်းပါတတ်ပါတယ်။ဆိုလိုတာကတော့ဘုံဖြတ်သိမ်းသူတွေကလှုပ်ဆောင်ဖို့မိနစ်ပိုင်းဒါမှမဟုတ်စက္ကန့်ပိုင်းလောက်သာအချိန်ရှိတတ်ပါတယ်။သူတို့တွေကနေတိုင်းစိတ်တန်ရာတွေနဲ့ရင်ဆိုင်နေရပါတယ်။ဖုံးခေါ်ဆိုမှုတိုင်းကသူတို့အတွက်နောက်ဆုံးဖုံးခေါ်ဆိုမှုဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒါကသူတို့ရဲ့စိတ်ချမ်းသာရေးအပေါ်ကြီးမားတဲ့သက်ရောက်မှုတွေရှိနေပါတယ်။သူတို့ရဲ့လေ့ကျင့်ရေးတွေကလည်းအရန်ကိုပြင်းထန်ပါတယ်။ဘုံတန်ခန့်အင်ကြီးဝတ်ဆင်ပြီးတကယ်ပေါက်ကွဲမှုတွေနဲ့လည်းအဆန်သက်ခံကြရပါတယ်။ဘုံဖြတ်သိမ်းသူတွေကတစ်လကိုဒေါ်လာ1000လောက်တော့ရကြပါတယ်။ဒါပေမဲ့အန်ဒရယ်ကတော့အင်မတန်များပြီးအသက်နဲ့ရင်းထားရတဲ့အလုပ်ဆိုရင်လည်းမမာပါဘူး။
နံပါတ်၄တပ်ထုတွင်အလုပ်သမားများတပ်ထုတွင်တွေမှာအလုပ်လုပ်ရတာကလည်းကမ္ဘာအသက်အန္တရာယ်အရှိဆုံးစိတ်မသက်မသာအဖြစ်အဆုံးအလုပ်တွေကတစ်ခုဖြစ်ပါတယ်တပ်ထုတွင်ပြိုမှုဖြစ်စဉ်တွေကနှစ်စဉ်လူပေါင်းရာနဲ့ချီပြီးတော့အသက်ဆုံးရှုံးစေပါတယ်နောက်ပြီးကြိုတင်သတိပေးချက်မရှိဘဲနဲ့ရုတ်တရက်လည်းပြိုကျတတ်ပါတယ်တပ်ထုတွင်သားတွေကိုတန်ချိန်ပေါင်းများစွာလေးတဲ့ကြောက်တုံးကြောက်ဆောင်တဲ့မြေကြီးအောက်မှာအရှင်လက်လက်မြုပ်နှံပစ်တတ်ပါတယ်ကဲတဲ့ရိုးတွေလှုပ်ဖို့ဆိုတာကလည်းမဖြစ်နိုင်တာများပါတယ်ဒါဒီမကသေးပဲတပ်ထုတွင်အလုပ်သမားတွေကတွင်ကောင်းတိုင်းမှာရှိတဲ့အစိတ်တန်းငွေတွေကိုလည်းရင်ဆိုင်နေရပါသေးတယ်မီသိန်းနဲ့ကာဗွန်မိုနောက်ဆိုက်တန်းငွေတွေကအသက်ရှူချက်တာကိုလည်းဖြစ်စေနိုင်တယ်လို့ပေါက်ကွဲမှုတွေကိုတောင်မှဖြစ်စေနိုင်ပါတယ်ဒါပြင်ဓာတ်ပစ္စည်းတွေကလည်းအလွန်ကိုအန်တရယ်များလွန်းလာပါတယ်ကြောက်တူလေဓာတ်ဖောက်တူနဲ့ကုန်တင်ဆက်တွေကိုကျဲမြောင်းတဲ့နေရာတွေမှာအသုံးပြုနေရတာမို့အလုပ်သမားတွေကထိခိုက်ဒဏ်ရာရခြင်းနဲ့ကြေမွာခြင်းတွေဖြစ်တတ်ပါတယ်တပ်ထုတွင်းသားတော်တော်များများကဘလက်လန်လို့ခေါ်တဲ့ကြောင်မီသွေးမှုန်ယောဂါကိုလည်းခံစားရတတ်ပါတယ်ဒါကနှစ်ပေါင်းများစွာကြောင်မီသွေးမှုန်တွေရှူရှိုက်မိရာကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒါကြောင့်ပဲတပ်ထုတွင်းအလုပ်သမားအများပြားကစိုးရိမ်ပူပန်မှုစိတ်တက်ကြမှုနဲ့စိတ်တရာတွေခံစားရကြောင်းလေ့လာတွေ့ရှိရပါတယ်သူတို့တွေကမိသားစုတငယ်ချင်းတွေနဲ့မိုင်ပေါင်းများစွာဝေးကွာတဲ့မြေရောက်အနေကြီးမှာအလုပ်လုပ်ရရုံသာမကနေအောင်ကြီးနဲ့ဝေးတဲ့နေရာမှာလည်းလုပ်နေကြရတာဖြစ်ပါတယ်ဒါကသူတို့ရဲ့စိတ်ကျန်းမာရေးအပေါ်ကြီးမားတဲ့တိုက်ရောက်မှုကိုဖြစ်စေပါတယ်အဆိုးဆုံးချက်ကတော့ဒီတပ်ထုတွင်းအလုပ်သမားတွေကလုံးဝနှီးပါးကိုပတ်စံမရကြပါဘူးသူတို့တွေကဆင်းရဲတဲ့နိုင်ငံတွေမှာတစ်လကိုဒေါ်လာ400လောက်သာရရှိကြပါတယ်ဒါကြောင့်တပ်ထုတွင်းတွေမှာအလုပ်လုပ်ကြရတဲ့လုပ်သားတွေကတနာစရာကောင်းတယ်လို့မထင်မိဘူးလားမိတ်ဆွေတို့ကြီးနံပါတ်5မီတီလဲသူဒီလူက6လမှာတစ်ကြိမ်တရက်ပဲအလုပ်လုပ်ပြီးအဲ့ဒီတရက်တိုင်းမှာဒေါ်လာ2000ရပါတယ်သူကပေ1500မြင်းနဲ့ဆက်သွယ်ရေးမျှော်စင်ဘောကမီတီတွေကိုလဲပေးရတဲ့သူဖြစ်ပါတယ်ဆက်သွယ်ရေးမျှော်စင်တွေဘောကမီတီလဲသူတွေကအလုပ်ကိုရောက်တိုင်းမှာအသက်အန္တရာယ်ကိုဆွန့်လွတ်နေရပါတယ်ဒီအမြင့်ကနေသာပြုတ်ကျသွားရင်အသက်ဆုံးရှုံးရမှာကတော့အသေးကြပါပဲဝမ်းနဲ့စရာကောင်းတာကသူတို့တွေကအဲ့လိုတကယ်ပဲပြုတ်ကျတတ်ကြပါတယ်သူတို့တွေကပြင်းထန်တဲ့လေမိုးကြိုးပစ်ခြင်းရေခဲနဲ့မိုးရေတွေကိုရင်ဆိုင်ကြရပါတယ်အဲ့လောက်မြင့်တဲ့နေရာမှာလေတစ်ချက်တိုက်လိုက်ယုံနဲ့လက်ကင်လွတ်သွားခြင်းဟန်ချက်ပြတ်သွားခြင်းတွေဖြစ်လာနိုင်ပါတယ်ဒါပြင်သူတို့တွေကလျှက်စစ်တက်လိုက်ခံရခြင်းအန်ဒရယ်တွေကလည်းရှိနေပါသေးတယ်အင်တာနာတွေကဘိုအားလိုမြင်တာကြောင့်လည်းဖြစ်ပါတယ်တခါတည်းဒီမျောစင်တွေကမီးလောင်တက်ပါသေးတယ်အဲ့ဒီကအလုပ်သမားတွေကိုအပေါ်မှာပိတ်မိနေစေပါတယ်ဘယ်ကိုမှမသွားနိုင်တော့ဘူးလေသူတို့တွေက6လတစ်ကြိမ်တရက်ပဲအလုပ်လုပ်ရပြီးတစ်ကြိမ်ကိုဒေါ်လာ2000လောက်ရကြပါတယ်ဒါပေမဲ့အသက်ဆုံးရှုံးမှုအားလုံးကိုထည့်သွင်းစဉ်းစားရင်ဒါကတကယ်ရောတန်ရလားနံပါတ်6ကရိန်းမောင်းသူတွေကသူတို့ရဲ့ကပ်ပင်ကန်ထဲမှာဆိုရင်ဘေးကင်းတယ်လို့ထင်ရပါတယ်ကရိန်းတွေကတခါတရံတန်တရာကျော်ထိကိုမတက်ကြပါတယ်ပြိုကျတာတွေကလည်းမိတ်ဆွေတို့ထင်ထားတာထက်ကိုပိုဖြစ်များကြပါတယ်လှုပ်ရှားမှုတစ်ခုခုမှာသွားရင်ကိုအသက်အန္တရာယ်ရှိလာနိုင်ပါတယ်ပြီးတော့နှစ်စဉ်ကရိန်းမောင်းသူတွေအများပြားကလျှက်စစ်တက်လိုက်ပြီးတော့အသက်ဆုံးရှုံးနေကြရပါတယ်ကရိန်းတွေကမကြာခဏဆိုသလိုမတော်တဆတက်ကြိုးတွေကိုထိမိပြီးချက်ချင်းလျှက်စစ်တက်လိုက်စေကမီးလောင်တာတွေတောင်ဖြစ်စေနိုင်ပါတယ်ကရိန်းမောင်းသူတွေကမကြာခဏဆိုသလိုဆိုရတဲ့ရာသီဥတုအတွင်းမှာအလုပ်လုပ်ကြရပါတယ်။ဒါကအန်ဒရယ်ကိုပိုတောင်ကြီးမားစေပါတယ်။ကရိန်းဘော်ကနေပြုတ်ကျတဲ့အန်ဒရယ်တွေကလည်းရှိနေပါသေးတယ်။ကျွန်တော်တို့ထင်ထားတာထက်တောင်မှဘေးအန်ဒရယ်တွေကပိုပြီးတော့များနေပါတယ်။ကရိန်းမောင်းသူတွေကတစ်လကိုဒေါ်လာ9000လောက်ရကြပါတယ်။ဒါပေမဲ့ဒီအလုပ်ကဘေးကင်းတယ်လို့တော့လုံးဝမပြောနိုင်ပါဘူး။နံပါတ်9စီးပွားဖြစ်ငါးဖန်သမားသမုဒ္ဒရာဆိုတာထိတ်လန့်စရာနဲ့ခွင့်လွှတ်ခြင်းမရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။အဲ့ဒီအလဲပဟုမှာပိတ်မိနေတဲ့သူတွေကတော့စီးပွားဖြစ်ငါးဖန်သမားတွေပဲဖြစ်ပါတယ်။ဒီအလုပ်ရဲ့အသက်ဆုံးရှုံးနှုန်းကပုံမှန်ထက်23ဆအထိကိုမြင့်ပါတယ်။အဓိကအားဖြင့်ပြင်းထန်တဲ့ရာသီဥတုနဲ့လှိုင်းကြီးတဲ့ပင်လယ်ကြောင့်ပဲဖြစ်ပါတယ်။သူတို့တွေကမုန်တိုင်းထန်တဲ့အချိန်နဲ့ရေခဲနေတဲ့ရေခဲပြင်ထဲမှာအလုပ်လုပ်ကြရပါတယ်။လှိုင်းလုံးကြီးတွေနဲ့ဟာရီကိန်းမုန်တိုင်းတွေကလှေတွေကိုလှည့်စေနိုင်ပါတယ်။လှေပေါ်ကနေပြုတ်ကျတာကလည်းအလွန်ကိုအဖြစ်များကြပါတယ်။ငါးဖန်သမားတွေအများပြားကအသက်ငယ်အင်ကြီးကိုမဝေ့ကြပါဘူး။ရေခဲနေတဲ့ရေထဲမှာမိနစ်ပိုင်းတွင်ကိုယ်အပူချိန်ကျဆင်းသွားနိုင်ပါတယ်။ငါးဖန်ပိုက်တွေဂရိန်းတွေလိုလေးလံတဲ့ဆက်ပစ္စည်းတွေကငါးဖန်သမားတွေကိုရေအောက်ကိုဆွဲချသွားနိုင်ပါတယ်။သူတို့တွေကအဲ့ချိန်လုံးဝမရှိသလောက်နဲ့18နာရီကနေနာရီ20အထိကိုအလုပ်လုပ်နေကြရတာဖြစ်ပါတယ်။ဒီပင်ပန်းတွန်းနေမှုကမတော်တဆမှုတွေကိုပိုဖြစ်စေပြီးအလုပ်ကိုပိုပြီးတော့တေလောက်အောင်အန်ဒရယ်များနေစေပါတယ်။နေ့စဉ်စီးပွားဖြစ်ငါးဖန်သမားထောင်နဲ့ချီပြီးအသက်ဆုံးရှုံးနေကြရပါတယ်။သူတို့တွေအလုပ်လုပ်ပုံကိုကြည့်ရုံနဲ့တင်ဘာကြောင့်လဲဆိုတာသိတာနေပါပြီ။လိုင်းတွေတစ်ခုတည်းကလူအများစုကိုထိတ်လန့်စေဖို့လုံလောက်နေပေမဲ့စီးပွားဖြစ်ငါးဖန်သမားတွေအတွက်ကတော့ဒါဟာသူတို့အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။တခါတရံမှာသူတို့တွေကနိုင်ငံတကာပင်လယ်ပြင်မှာငါးဖမ်းနေကြပါတယ်။ဆိုလိုတာကတစ်ခုခုမှာယွင်းသွားရင်သူတို့တွေအကူအညီရဖို့လွယ်ကူမှာမဟုတ်ပါဘူး။စီးပွားဖြစ်ငါးဖမ်းသမားတွေကတစ်လကိုဒေါ်လာ9000လောက်ရကြပါတယ်။ဒါကြောင့်ဝင်ငွေကောင်းပေမဲ့အန်ဒရယ်ကတော့အလွန်မင်းပြင်းထန်လွန်ပါတယ်။နံပါတ်၈တောင်တန်းဘတ်စကားမောင်းသူနေရာအများစုမှာဘတ်စကားမောင်းသူဖြစ်ခြင်းကဘေးကင်းတဲ့အလုပ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလမ်းကြောင်းပေါ်မှာတော့မဟုတ်ပါဘူး။
လီမာမြို့ကိုသွားတဲ့1258လမ်းကြောင်းကကမ္ဘာအန်ဒရယ်အများဆုံးဘတ်စကားလမ်းကြောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီလမ်းကဖေရိုးနိုင်ငံကအန်ဒက်စ်တောင်တန်းတွေကိုဖြတ်တန်းသွားရပါတယ်။တောင်ကြားလမ်းတွေကမယုံနိုင်အောင်ကျင်းမြောင်းပြီးတော့လက်ရန်ကာတွေလည်းမရှိပါဘူး။လမ်းတွေကကားတစ်စီးသွားလာဖို့အတွက်တောင်ခက်ခဲလောက်အောင်ကျင်းမြောင်းကြပါတယ်။ဘတ်စကားကြီးတစ်စီးဆိုရင်တော့ပြောစရာတော့မလိုတော့ဘူးလေ။ဒါပေမဲ့အနေတိုင်းပဲဒီဒေသကဘတ်စကားမောင်းသူတွေကဒီလမ်းကြောင်းကိုမောင်းနေရပါတယ်။မြေပြိုမှုတွေကလည်းဖြစ်နေကြပါ။ကြောက်တွေကမကြာခဏဆိုသလိုအပေါ်ကနေဘတ်စကားပေါ်ကိုကျလာတတ်ပါတယ်။အမြင့်ကြီးဖြစ်နေတာမို့လို့ထိုထက်တဲ့မြို့တွေကလည်းရှိနေတတ်ပါသေးတယ်။ဒါပေမဲ့လမ်းမီတွေကတော့လုံးဝကိုမရှိပါဘူး။အောက်ဘက်ကိုဆင်းနေတော့ brakes နဲ့ပြက်စီးသွားရင်ချက်ချင်းပဲဘေးအန္တရာယ်တွေကြုံတွေ့ရမှာဖြစ်ပါတယ်။အခြေအနေကိုပိုဆိုးစေတာကဘတ်စကားတွေကပုံမှန်အားဖြင့်အလွန်အမင်းလူစီကားနေတတ်ပြီးအနီးနားမှာအရေးပေါ်ဝန်ဆောင်မှုတွေကလည်းမရှိတာဖြစ်ပါတယ်။ဆိုလိုတာကတခုခုမာယွင်းသွားပြီဆိုရင်အကူအညီရဖို့နိုင်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။ဒီလမ်းကိုဒေမင်းတမန်လမ်းလို့ခေါ်ကြပါရီ။နေ့စဉ်လူပေါင်းဒါဇင်ချီပြီးတော့အသက်ဆုံးရှုံးနေကြရပါတယ်။ဘတ်စကားမောင်းသူတွေကခရီးစဉ်တိုင်းကသူတို့အတွက်နောက်ဆုံးခရီးစဉ်ဖြစ်နိုင်တာကိုသိထားကြပါရီ။ဒီဒရိုင်ဘာတွေကတစ်လကိုဒေါ်လာ900သာရတယ်ဆိုတာအံ့အားသင့်စရာပါပဲ။တရက်ကို16နာရီအလုပ်လုပ်ရပြီးအသက်အန္တရာယ်ကိုဆွန့်လွတ်ကမရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုကိုပေးနေရတာတောင်ဒီလောက်နေပါတဲ့ဝင်ငွေပမာဏကိုသာရရှိနေကြပါရီ။နံပါတ်9ကိုရန်တော်အလောက်ကစိတ်ဝင်စားစရာကောင်းတယ်လို့ထင်ရပေမဲ့ဒီအလောက်ကစက္ကန့်ပိုင်းတွင်သေလောက်အောင်ကိုအန်ဒရယ်များနိုင်ပါရီအထူးသဖြင့်တမရရဲ့ကိုရန်တော်တွေဆိုရင်ပိုဆိုးပါရီသူတို့တွေကိုကြီးစံလာရလမ်းကြောင်းထဲမှာဝင်ရက်ဖို့လေ့ကျင့်ပေးထားပါရီဆိုလိုတာကသူတို့ရဲ့တရေကိုကာကွယ်ဖို့တနက်ကြီးစံတွေကိုလက်ခံရက်နေရမယ့်သဘောဖြစ်ပါရီကဘာကောင်းဆောင်တွေကကြီးမားတဲ့ပြစ်မှတ်တွေဖြစ်ပါရီကိုရန်တော်တွေကသူတို့ကိုကာကွယ်ဖို့တခါတရံမိမိကိုယ်ဆွလို့ရတတ်ပါရီသူတို့မှာလောက်ဆောင်တဲ့နည်းဗျူဟာတွေအများကြီးရှိပါရီဥပမာဂျီကာကားဝတ်ထားတဲ့လက်နက်တွေစားတဲ့အရာတွေဖြစ်ပါရီဒါပေမဲ့တခုခုမှားယွင်းသွားရင်သူတို့တွေကလူသားတိုင်းလွာဖြစ်ခံယူဖို့မျှော်လင့်ထားပါရီကိုရန်တော်တွေကအချိန်တိုင်းအသိမှတ်ပြုထားပြီး노ကြတက်ကြွနေရပါမယ်US Secret Service Agent လို့ကိုရန်တော်တွေကတစ်လကိုဒေါ်လာ1000လောက်ရကြပါရီဒါပေမဲ့တစ်ပတ်ကိုနာရီ80လောက်အလုပ်လုပ်နေကြရတာဖြစ်ပါရီနံပါတ်10တမ်မဏိအလုပ်သမားတွေကတရားရီမိုးမြော်တိုက်တွေကိုတိစောက်ကြပါရီဒါပေမဲ့အဲ့ဒီလိုလုပ်ရင်းနဲ့အသက်အန္တရာယ်တွေကိုဆွတ်လွတ်နေရပါရီသူတို့တွေကမြေပြင်ထက်ပေပေါင်းများစွာမြင့်နေနေရမှာအလုပ်လုပ်ရပါရီလေးလမ်းမလောက်တာကျဲတဲ့တမ်မဏိဒလက်ပေါ်မှာရပ်နေရတာပါလက်ရန်ကာရီလုံခြုံရေးစကားတွေလည်းမရှိပါဘူးတခါတရံကပတ်ကျိုးတောင်မရှိပါဘူးဆိုလိုတာကခြေလမ်းတစ်လမ်းမှာသွားရင်ဒါမှမဟုတ်လေတစ်ချက်တိုက်လိုက်ရင်ဘေးအန္တရာယ်တွေကြုံတွေ့ရမှာပါဒီလူတွေကတမ်မဏိနဲ့ပဲအလုပ်လုပ်တာမဟုတ်ပါဘူးသူတို့မှတမ်မဏိနဲ့လှုပ်ထားတဲ့တတိရှိပါသေးတယ်ပြောက်ကြတာကဖြစ်နိုင်ခြေရှိတာထက်ကိုပိုပါရီအလုပ်ရဲ့တစ်စိတ်တစ်ပိုင်းတွေပါပဲနေ့စဉ်တမ်မဏိအလုပ်သမားယာနဲ့ချီပြီးအဲ့ဒီလိုဖြစ်နေတတ်ကြပါရီအနီးနားကဂရင်းတွေကအေယာမှကြီးမားတဲ့တမ်မဏိဒလက်တွေကိုလွှဲချိနေပါရီဒါကနောက်ထပ်အန်ဒရယ်ကြီးတစ်ခုပါပဲတမ်မဏိအလုပ်သမားတွေကရေခဲလေမိုးကြိုးဖြစ်ခြင်းအပါအဝင်ရာသီဥတုတွေအားလုံးမှာအလုပ်လုပ်ကြရပါရီသူတို့တွေကအမြင့်ကြီးပေါ်မှာလျှက်စစ်တပ်ကိုဖျက်ဆီးစေပြီးဂဟီဆော်ရပါရီတခါတရံတက်လိုက်ခြင်းမီးလောင်ခြင်းတွေတောင်ဖြစ်စေနိုင်ပါရီပူပြင်းတဲ့ဂဟီဆော်မီးပွားတွေကလည်းပြင်းထန်တဲ့မီးလောင်တန်ရာတွေဖြစ်စေနိုင်ပါသေးတယ်တမ်မဏိအလုပ်သမားတွေကတစ်လကိုဒေါ်လာ8000လောက်တော့ရကြပါရီဒါပေမဲ့ဒါဟာတစ်ကမ္ဘာလုံးမှာရှိတဲ့အသေးပြောက်အများဆုံးအလုပ်တွေကတစ်ခုပါပဲခေါင်းတဲ့အချက်တစ်ခုကတော့သူတို့တွေကကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကောင်းတွေကိုရရှိကြပါရီသူတို့အနေနဲ့ဒါကိုအများကြီးအသုံးပြုရမှာကတော့ဒေတာတလောက်ပါပဲမိတ်ဆွေတို့အနေနဲ့ရောဒီအလုပ်တွေထဲမှာအန်ဒရယ်များသောအလုပ်ကဘယ်အလုပ်ဖြစ်မယ်လို့ထင်ပါသလဲမိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးနော်နောက်ကလည်းအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲရှာဖွေတင်ဆက်ပေးသွားအောင်ပါမို့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Subscribe လေးလုပ်ခဲ့ကြဖို့လည်းမမေ့ကြပါနဲ့ဦးနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ